အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တကိုင်းဖောင်ပါမှာ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော် share လုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ ID တင်စရာမလိုဘန်ချိတ်စရာမလိုတဲ့ကျွန်တော်တို့ PayPal ကနေဒါအကောင့်တစ်ခုဘယ်လိုလွယ်ကူလျင်မြန်စွာဖွင့်လို့ရမလဲဆိုတဲ့ပတ်သက်ပြီးဒီကနေ့ video လေးမှာကျွန်တော်အသေးစိတ်ကျွန်တော်ကိုယ်တိုင်ပြောပြလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ video လေးစလိုက်အောင်အရင်ဆုံးကျွန်တော်တို့က PayPal ကနေဒါ region အကောင့်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့မှာလိုအပ်ချက်၃ချက်ရှိပါတယ်ဒါပါလဲဆိုရင်ကျွန်တော်တို့ line ဆွဲအကောင့်နဲ့ VPN တခုကျွန်တော်တို့ဖုန်းထဲမှာရှိဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ဂျားကနေ browser တခုရှိဖို့လိုပါတယ် browser ဆိုတဲ့နေရာမှာကျွန်တော် Chrome browser တွေနောက်ပြီးရင်ကျွန်တော်တို့ Google browser အစရှိတဲ့ပြင်ပေါ့နော်တခြားသော browser တွေလည်းများစွာသော browser တွေရှိပါတယ်ကိုယ်နဲ့အဆင်ပြေမဲ့ကိုယ်ဖုန်းထဲမှာကိုယ်ဖုန်းနဲ့အဆင်ပြေမဲ့ browser တခုခုရှိရင်ရပါပြီပြီးလို့ရှိရင်နောက်တစ်ခုကတော့ကျွန်တော်တို့ PayPal အကောင့်တစ်ခါမှမဖွင့်ရသေးတဲ့ Gmail တခုရှိဖို့လိုပါတယ်ဒီအချက်၃ချက်ရှိပြီဆိုရင်ကျွန်တော်တို့PayPal ကနေဒါ region အကောင့်ကိုစပြီးတော့ဖွင့်လို့ရပြီပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အကောင့်ဖွင့်တဲ့အပိုင်းကိုဆက်ပြောအောင်။အကောင့်မဖွင့်ခင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာကျွန်တော်တို့အသုံးပြုမဲ့ browser ပေါ့နော်။ကျွန်တော်ဒီကနေ့မှာမိတ်ဆွေတို့ကိုလုပ်ပြပေးသွားမယ် video လေးမှာဆိုရင်တော့ကျွန်တော်ဒီကနေ့အသုံးမဲ့ browser က Chrome browser ပေါ့နော်။ဒီ Chrome browser ကိုကျွန်တော်တို့က clear data အရင်လုပ်ပေးရပါမယ်။မိတ်ဆွေတို့ကတခြား browser တွေသုံးမယ်ဆိုလဲအဲ့ဒီ browser တွေအကုန်လုံးကို clear data အရင်လုပ်ပေးရမှာဖြစ်ပါတယ်။ clear data လုပ်ဖို့အတွက်ကျွန်တော်တို့သုံးမဲ့ browser ပေါ့နော်ကျွန်တော်တို့ဒီမှာ Chrome browser ကိုသုံးမှာဖြစ်တဲ့အတွက်ဒီ Chrome browser icon လေးကိုကျွန်တော်တစ်ချက်ဖိထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ app info နှိပ်လိုက်မယ်နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ storage usage တွေကိုဝင်လိုက်မယ်ဝင်ပြီးအောက်က clear cache ကိုနှိပ်မယ်ပြီးရင်ကျွန်တော် clear data နှိပ်မယ်နော်နှိပ်ပြီးရင် clear all data ကိုကျွန်တော်နှိပ်ပေးလိုက်မယ်ပြီးရင် okay ပေးလိုက်ပါမယ် okay ဒါဆိုရင်တော့ကျွန်တော်တို့သုံးမဲ့ browser ကို clear data လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် back နဲ့ပြန်ထွက်လိုက်မယ်နော် okay ဒါဆိုရင်ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ clear data လုပ်ပြီးပြီဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့အသုံးပြုမဲ့ VPN ကိုကျွန်တော်တို့ချိန်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့မှာဂျန်ဂျန် VPN ကိုအသုံးပြုပြီးတော့လုပ်ပြပေးသွားမှာဖြစ်ပါတယ်နော်ဒီ VPN လေးပါဒါလိုမျိုးဆိုရင်အနေနဲ့ VPN မရှိသေးဘူးဒီ VPN လေးကိုပဲကျွန်တော်အခုပြောတဲ့ VPN လေးကိုသုံးမယ်ဆိုရင်လွယ်လင်းတကူကျွန်တော် Play Store ကနေ download ရယူပြီးတော့အသုံးပြုလို့ရပါတယ် Okay ဒါဆိုရင်ကျွန်တော်က VPN ချိန်ဖို့အတွက်ကျွန်တော် VPN လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးရင်ကျွန်တော်ဒီမှာ VPN ချိန်ပေးလိုက်ပါမယ်Okay အခုလို့ကြော်ညာတက်လာရင်ကျွန်တော်တို့ဒီမှာ close ဆိုအောင်နှိပ်ပေးလိုက်ပါတော့ဒါဆိုရင်ကျွန်တော်တို့ VPN လေးချိန်သွားပြီပဲဖြစ်ပါတယ် VPN ချိန်သွားပြီဖြစ်တဲ့တော့ကျွန်တော်တို့ home key နဲ့ထွက်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ခုနကတော့ clear data လုပ်ခဲ့တဲ့ကျွန်တော်တို့အသုံးပြုမဲ့ browser လေးကိုတွားပေးလိုက်ပါ browser လေးရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီအောက်က stay sign out ဆိုပြီးပုံနေရရှိပါတယ်တချို့ဆိုရင်လည်းဒီ without account ဆိုပြီးတော့ပုံနေရရှိပါလိမ့်မယ်ဒါအတူတူပါပဲကျွန်တော်တို့ဒီမှာ stay sign out ပုံနေရဖြစ်တဲ့အတွက်ဒီ stay sign out ကိုကျွန်တော်နှိပ်ပေးလိုက်ပါမယ်ပြီးရင် note နှိပ်လိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘောက plus sign ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီ set bar မှာကျွန်တော်အခုရိုက်တဲ့မျိုးလေးလဲရှာပေးပါ PayPal CA ဆိုပြီးတော့ရိုက်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ keyboard က find button ဒီကိုကျွန်တော်နှိပ်လိုက်မယ်နော်နှိပ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးကမိတ်ဆွေတို့ဒီမှာတွေ့ပါလိမ့်မယ်ဒီမှာ PayPal တော်ကုန်းဆိုတဲ့ PayPal website လေးပေါ့နော်အဲ့ဒီ website အောက်မှာပေါ့နော်ဒီမှာကျွန်တော်တို့ PayPal CA ဆိုပြီးတော့ရှိပါတယ်CA ဆိုတော့ကျွန်တော်တို့ region နာမည်ပေါ့နော်ကျွန်တော်တို့က Canada region နဲ့ဖွင့်မှာဖြစ်တဲ့အတွက် Canada ရဲ့ဒိုကောက် CA ဆိုပြီးတော့ပေါ်နေရပါမယ်ဒါလို့ဒီညမှာ CA မို့ပဲ US တို့ဘာလို့ဖြစ်နေမယ်ဆိုကျွန်တော်မရဘူးပေါ့နော်ဒါလို့ US ကိုပြီးတော့ပေါ်နေပြီးတော့ကျွန်တော်တို့ဒီ US ကိုနှိပ်လိုက်မယ်ဆိုရင် US region နဲ့အကောက်ကြီးကပွင့်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ region ယူတဲ့နေရာမှာဒီနေရာစပြီးတော့ကျွန်တော်တို့သတိထားဖို့လိုပါတယ် PayPal CA ဖြစ်နေဖို့လိုပါတယ်ဒါဆိုကျွန်တော်တို့ CA ဖြစ်ပြီဆိုရင်ဒီ PayPal CA ဆိုတဲ့ document ကိုကျွန်တော်ဝင်ပေးလိုက်ပါမယ်Okay PayPal CA လေးကိုဝင်ပြီးဆိုရင်ဒီလိုမျိုးလေးပေါ်နေနော်ပေါ်နေဆိုဒီမှာ login နဲ့ sign in နဲ့နှမျိုးရှိပါတယ်အခုမှအကောင့်စဖို့မဲ့သူတွေဆိုတော့ကျွန်တော်တို့ sign in ကိုရွေးပြရအောင်မယ်အကောင့်ရှိပြီးသားသူတွေဆိုရင်တော့ကျွန်တော်တို့က login ကိုရွေးပြရအောင်မယ်ကျွန်တော်တို့ကအခုမှအကောင့်စဖွင့်မှာဖြစ်တဲ့အတွက် sign up ကိုကျွန်တော်ရွေးပြလိုက်ပါမယ် sign in ကိုရွေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ personal ကိုပဲရွေးပြထားရမယ်နော်ပြီးရင်ဒီမှာကျွန်တော်တို့ guest tag ကိုနှိပ်ပေးလိုက်ပါOkay အခုလိုမျိုးလေးပေါ်နေပြီဆိုရင်ကျွန်တော်တို့ကဒီမှာ region ပြောင်းပေးရပါမယ်ဒီမှာ China region နဲ့ဖြစ်နေရပေါ့နော်
ကျွန်တော်တို့ကကနေဒါ region နဲ့ဖွင့်မှာဖြစ်တော့ကနေဒါကိုပြောင်းပြရအောင်မယ်အဲ့လိုပြောင်းဖို့အတွက်ညာဘက်မှာရှိတယ်ကျွန်တော်တို့ဒီမှာ down arrow လေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ဒီမှာနော် down arrow လေးအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါနော်နှိပ်ပြီးဒီဘောက set bar လေးမှာကိုဖွင့်မဲ့ region ပေါ့နော်ကနေဒါလို့ရိုက်လိုက်ပါရိုက်ပြီးပြီဆိုရင်ဒီမှာကနေဒါဆိုပြီးပုံနေလေးရှိပါတယ်ဒါလေးကိုကျွန်တော်တို့ရေးပြလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာ gas tag ကိုပဲနှိပ်ပြလိုက်ပါနော်โอเคအခုလိုမျိုးလေး gas tag ကိုနှိပ်ပြီးရင်ဒီလိုမျိုးပေါ်လာပါတယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီမှာကျွန်တော်တို့သတိထားရမယ်နော်ပထမတစ်ချက်ကကျွန်တော်တို့ကကနေဒါရွေးတာအဖြစ်တော့ဒီမှာကနေဒါ flag ဖြစ်နေဖို့လိုပါတယ်sorry ဒီပေါ်မှာကျွန်တော်တို့ကနေဒါအလံလေးပေါ်နေဖို့လိုပါတယ်ပြီးရင်တော့ဒီမှာ email ကကျွန်တော်ခုနပြောခဲ့ပါတယ်မိတ်ဆွေတို့ကျွန်တော်တို့ PayPal account တစ်ခါမှမဖွင့်ရသေးတဲ့ email ဖြစ်ဖို့လိုပါတယ်ဒါကြောင့်မို့ကျွန်တော် email ကိုကျွန်တော်ထည့်လိုက်ပါမယ်ထည့်ပြီးဆိုရင်တော့ကျွန်တော်တို့ next ကိုပဲနှိပ်ပေးလိုက်ပါမယ်ဒီမှာတော့ကျွန်တော်တို့ phone number ထည့်ပေးရပါမယ်နော်ဒီ phone number ကကျွန်တော်တို့ကနေဒါ phone number ကိုထည့်ရအောင်ပါကိုထည့်လိုက်တဲ့ phone number စီကို PayPal ဘက်ကနေကုတ်ပို့နေမယ်နော်အဲ့ဒီကုတ်ကိုကျွန်တော်တို့ကရိုက်ထည့်မှသာလျှင်ကျွန်တော်တို့က PayPal account တစ်ခုဖွင့်လို့ရမှာဖြစ်ပါတယ်ခက်တာကကျွန်တော်တို့မှာကနေဒါ phone number မရှိဘူးပေါ့နော်ကျွန်တော်တို့ကလက်ရှိမြန်မာနိုင်ငံဖွင့်နေတာဖြစ်တဲ့အတွက်ကနေဒါ phone number လည်းမရှိပါဘူးမရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကနေဒါ phone number တွေကိုကျွန်တော်သွားပြီးတော့ယူသုံးပါမယ်ယူသုံးဖို့အတွက်ကျွန်တော်တို့က temporary သဘောမျိုးနဲ့ယူသုံးပါပေါ့နော်ကိုသုံးလိုက်တဲ့ number စီကိုကျွန်တော်တို့PayPal ဘက်ကနေကုတ်ချပေးနိုင်အောင်ကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်အဲ့လိုလုပ်ဖို့အတွက်ကျွန်တော်တို့ဒီမှာ plus sign လေးကိုနှိပ်လိုက်ပါတော့နှိပ်ပြီးရင်ဒီ sub bar မှာကျွန်တော်ရဒီလိုလိုက်ရှာပေးပါ tab number ကနေဒါဆိုပြီးတော့ရိုက်လိုက်ပါဒီပေါ်ဆုံးမှာပေါ်နေရာလေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်ပြလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးက tab number.com ဆိုတဲ့ site ထဲမှာဒီမှာ Resi SMA online with temporary phone number in Canada ဆိုပြီးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့အဲ့ထက်ဝင်ပေးလိုက်ပါနော်Okay အဲ့ဒါကိုရောက်သွားပြီဆိုရင်ဒီမှာကနေဒါဖုန်းနံပါတ်တွေအများကြီးချပေးထားပါတယ်အဲ့ဒီထဲမှာကိုနဲ့အစီအမံမဲ့ဖုန်းနံပါတ်တစ်လုံးကိုကျွန်တော်တို့ယူသုံးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ယူတဲ့နေရာမှာကျွန်တော်တို့ကစိတ်ရှည်ဖို့လိုပါတယ်ဘာလို့လဲဆိုကိုလိုမျိုးပဲတခြားသူတွေလည်းဒီနီလန်အတိုင်းနဲ့ PayPal အကောင့်ဖွင့်နေကြတာမလို့ပါဒီဖုန်းနံပါတ်တွေကကျွန်တော်တို့ PayPal အကောင့်မှာမဟုတ်ဘူးเนาะ Telegram တွေကျွန်တော် VK ဒါမှမဟုတ်တခြားတော့ဗျာတခြားနိုင်ငံသူတို့တုံးနေတဲ့အပိုင်းတွေရှိပါတယ်အဲ့ဒီအပိုင်းတွေမှာသူတို့ကကိုလိုမျိုးပဲတုံးနေကြဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာစောက်ဆိုင်ရတဲ့ပြဿနာမျိုးတွေရှိပါတယ်မျိုးတွေမှာဆိုကျွန်တော်ကားတွေပဲကြက်နေလမ်းပိတ်တွေပေါ့ဗျာအဲသဘောတည်းအဲ့လိုပါပဲကျွန်တော်တို့ကြာနိုင်ပါတယ်အစင်ပြေတဲ့အထိကိုကျွန်တော်တို့ရွေးပေးမှပဲရပါမယ်โอเคဒါဆိုတော့ကျွန်တော်တို့ဒီအပေါ်ဆုံးမှာဖုန်းနံပါတ်တွေတော့အများကြီးရှိရပါတော့အဲ့ဒီထဲမှာကျွန်တော်ကဒီမှာ1 week လောက်ဖြစ်နေတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တွားပြီးတော့ရွေးမယ်နော်5 day ago 6 day ago အဲ့ဒါတွေကိုကျွန်တော်ရွေးကြည့်ပါမယ်လွန်ခဲ့တဲ့2နာရီ3နာရီဝန်းကျင်ချတဲ့ဖုန်းနံပါတ်တွေကိုကျွန်တော်မရွေးဘူးဘာလို့လဲဆိုတော့ဒီဖုန်းနံပါတ်တွေကလူသုံးများနေတဲ့လက်ရှိလူသုံးများနေတဲ့ဖုန်းနံပါတ်တွေဘာလို့ဆိုတော့အရန်ကျက်တယ်ပေါ့ဗျာကိုစီကိုအဆမကုတ်ပို့ရဲ့အချိန်မှမှာအရန်ကျက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဖုန်းနံပါတ်တွေမသုံးဘဲနဲ့ဒီမှာ1 week ago ဆိုတဲ့ဖုန်းနံပါတ်ကိုကျွန်တော်အရင်ဆုံးရွေးလိုက်မယ်နော်ကျွန်တော်ဒီမှာ60 9နဲ့ဆုံးတဲ့ဖုန်းနံပါတ်လေးပါဒီဖုန်းနံပါတ်ကိုကျွန်တော်ရွေးဖို့အတွက်ဒါလေးကိုကျွန်တော်တစ်ချက်ထည့်လိုက်မယ်โอเคဒါလေးပေါ်လာကျွန်တော်အမှားလေးနှိပ်ပေးလိုက်ပါနော်ပြီးရင်ကျွန်တော်တို့ကဒီမှာကုတ်တီတော့ပို့တာအများကြီးပေါ့နော်ဒီနံပါတ်ကိုကျွန်တော်တို့ copy ယူမယ် copy ယူဖို့အတွက်ဒီမှာ copy sign လေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ချက်နှိပ်လိုက်ပါနော်နှိပ်ပြီးရင်ကျွန်တော်တို့ခုနကတော့က PayPal site တွေကိုပြန်သွားမယ်နော်ပြန်သွားဖို့အတွက်ဒီမှာ page လေးရှိပါတယ်ဒီ number 3ဆိုတာလေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ PayPal site တွေသွားလိုက်မယ်သွားပြီးရင်ကျွန်တော်တို့ခုန phone number လေး copy လိုက် phone number ကို paste ချလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ next ကိုနှိပ်ပေးလိုက်ပါမယ် Okay အခုလိုမျိုးလေးဒါဆိုတော့ကျွန်တော်တို့ဒီ phone number ကိုPayPal ကကုတ်ပို့ထားမယ်လို့သူပြောတာပါအဲ့လိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ resend code ဆိုတော့ထပ်ပြီးတော့နှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်တော့ PayPal ဘက်ကနေကျွန်တော်တို့ဒီ phone number စီကိုကျွန်တော်တို့ကုတ် confirm your phone ပေါ့နော် phone number confirm ပြုတ်တဲ့သူ့အနေနဲ့ကုတ်ပို့ပေးထားတယ်ဒီကုတ် number ရောက်မြောက်ကြည့်အောင်ကျွန်တော်တို့ခုနကတော့ copy လာတဲ့ website တွေကိုတွားပြီးတော့ပြန်ကြည့်ရမယ်နော်ကျွန်တော်တို့ကြည့်လိုက်မယ် Okay ပြီးရင်ဒီမှာ referral message ဆိုတော့ကျွန်တော်နှိပ်ပေးလိုက်ပါ Okay ဒီမှာမိတ်ဆွေတို့မြင်ပါလိမ့်မယ်14စက္ကန့်အကူပေါ့နော်ဒီမှာ14စက္ကန့်အကူခုလိုမျိုးပေါ့ကြော်ညာလေးတို့တစ်ချက်ကြည့်လိုက်ပါဗျာနော်ကြော်ညာလေးတော့တောက်လျှောက်တက်နေမှာကိုကစိတ်ရှည်စွာနဲ့ကြော်ညာလေးတို့ကြည့်ပြီးဖို့လိုပါတယ် Okay ကျွန်တော်ကြော်ညာကြည့်ပြီးအမိုင်းနဲ့ဒီမှာဒီဘွားကုတ်လေးပေါ့နော်ဒီမှာ PayPal ကနေချပေးတဲ့ကုတ်လေးပါဒီမှာ614 348ဆိုတဲ့ကုတ်လေးပေါ့နော်အဲ့ဒီကုတ်လေးကိုကျွန်တော်တို့ခုနနေရာမှာတွားရိုက်ထည့်လိုက်ပါမယ်614 348နော်ဒါကိုကျွန်တော်တို့ဒီမှာရိုက်ထည့်လိုက်ပါမယ်614 348 Okay ဒါဆိုတော့ကျွန်တော်တို့
ပေးပဲဖုန်းနံပါတ်ကို pass လုပ်တဲ့အဆင့်ကတော့ကျွန်တော်တို့အောင်မြင်သွားပြီဒါဆိုရင်ကျွန်တော်တို့ပေးပဲ password ဖန်တီးရပါမယ်ကျွန်တော်တို့ဒီမှာလွန်လင်းတကူပဲကျွန်တော်တစ်ခုခုလုံးလိုက်မယ်ဗျာနော်ကျွန်တော်ပေးပဲ password ဖန်တီးလိုက်မယ်ဒီ password ကသူကဘာပြောလဲဆိုရင်ရှစ်လုံးကနေအလုံး20ကြာရှိရမယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဏ္ဍကြီးကဏ္ဍသေးတွေတခြားcapital letter တွေ small letter တွေတခြားမြင်ကျွန်တော်တို့ဒီ sign တွေပေါ့ဗျာ plus sign တွေ minus sign တွေနောက်ပြီး s တွေ hashtag တွေအဲ့ဒါတွေကျွန်တော်တို့ပါလို့ရတယ်လို့သူပြောထားရပါတော့ပြီးရင်ကျွန်တော်တို့အဲ့လိုရေးပြီးဆိုရင်ကျွန်တော် next ကိုကျွန်တော်နှိပ်ပေးလိုက်ပါမယ် okay ပြီးရင်ကျွန်တော်တို့ကဒီမှာ first name တွေ middle name တွေ last name တွေထည့်ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့နာမည်ပေါ့နော်ကျွန်တော်ရဲ့နာမည်ဆိုတာဒီကိုယ်နာမည်မဟုတ်လေရတယ်ပေါ့ဗျာနော်တခြားအဆင်ပြေမဲ့နာမည်တစ်ခုခုကိုကျွန်တော်ထည့်လိုက်ပါကျွန်တော်ဒီမှာ middle name ကိုမထည့်တော့ဘူးပေါ့နော် first name နဲ့ last name ကိုကျွန်တော်ထည့်လိုက်တယ်ထည့်ပြီးရင်ကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့မွေးသက်ကလေးကိုကျွန်တော်ထည့်ပါမယ်မွေးသက်လေးထည့်ပြီးရင်တော့ကျွန်တော်တို့ဒီအောက်က occupation ဆိုတဲ့ဟာလေးကိုကျွန်တော်ဖြည့်မယ် occupation နေရာမှာကျွန်တော်တို့ကဘာဖြည့်ပေးရမလဲဆိုတော့ဒီမှာ business MGMD book မှာဆိုတာလေးကိုကျွန်တော်ရေးပေးလိုက်ပါအခုလိုရေးပြီးပြီဆိုရင်ကျွန်တော်တို့က next ကိုပဲနှိပ်ပေးလိုက်ပါ okay ပြီးရင်တော့ဒီမှာသူက address ထည့်ခိုင်းတယ်နော် address ကကျွန်တော်တို့ကမြန်မာနိုင်ငံကလိပ်စာကိုထည့်ရမှာမဟုတ်ပါဘူးတချို့များသူတွေကကျွန်တော်တို့အခုလက်ရှိနေလိပ်စာကိုတွားထည့်တတ်ကြပါတယ်ဒါကြောင့်မလို့မရတာမျိုးတွေဖြစ်ပါတယ်ဒီလိပ်စာတွေဘယ်လိပ်စာထည့်ရမလဲကိုကကနေဒါ region နဲ့ဖွင့်နေတာဖြစ်တဲ့အတွက်မင်းဆိုလို့သိရမှာကနေဒါလိပ်စာကိုပဲထည့်ရမှာဖြစ်ပါတယ်ဒါကိုကနေဒါလိပ်စာလည်းကျွန်တော်တို့ကမသိဘူးမသိတာဖြစ်တော့ကျွန်တော်တို့က random တွားပြီးတော့ယူသုံးပါမယ်တွားယူသုံးဖို့အတွက်ကျွန်တော် plus sign လေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးရင်ဒီ set bar မှာကျွန်တော်တို့ random address ကနေဒါဆိုပြီးတော့ရိုက်လိုက်ပါ address ကနေဒါဆိုပြီးတော့ရိုက်လိုက်ပါနော်ရှာပြီးကျွန်တော်ဝင်လိုက်မယ်ဗျာဝင်ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးမှာ random address in Canada ဆိုတဲ့ site လေးရှိပါတယ်အဲ့ဒီကိုကျွန်တော်ဝင်ပေးလိုက်ပါဝင်ပြီးဆိုရင်ခုလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်ဒီမှာ generate ကိုနှိပ်ပေးလိုက်ပါ okay generate ကိုနှိပ်ပြီးကျွန်တော်ဒီအောက်ကိုဆွဲလိုက်ပါတော့ဆွဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာလိပ်စာတွေ Canada နဲ့ပတ်သက်တဲ့လိပ်စာတွေအများကြီးရှိပါတယ်ကျွန်တော်တို့ဒီမှာ land နာမည်ပေါ့နော် land နာမည်ဒီ land နာမည်ကိုကျွန်တော်တို့ copy ယူလိုက်မယ်ဒီအပေါ်ဆုံးက land နာမည်ကိုကျွန်တော် copy ယူလိုက်မယ်နော်ဒါလေးကျွန်တော် copy ယူလိုက်မယ်ယူပြီးတော့ခုန street ဆိုတဲ့နေရာမှာကျွန်တော် address line ဆိုတဲ့နေရာမှာကျွန်တော်ထည့်လိုက်မယ်နော် okay ကျွန်တော်ထည့်လိုက်မယ် okay ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအောက်ကကျွန်တော်တို့ဒီမှာ postal code ဆိုတဲ့နေရာပေါ့နော် address line 2ကိုကျွန်တော်ထည့်ကြမလို့ပါဘူးဒီ postal code ဆိုတဲ့နေရာမှာဘာသွားထည့်ရမလဲဆိုရင်ခုနကျွန်တော်တို့ယူခဲ့တဲ့လိပ်စာပေါ့နော်ကိုကဒီလိပ်စာယူရဲဆိုရင်ဒီအကွက်ကိုပဲကြည့်ရမယ်နော်ဒီအကွက်ကိုပဲကြည့်ရမယ်အဲ့ဒီအကွက်ထဲမှာ postal code ဆိုတာဒီ zip code ကိုပြောတာပါအဲ့မှာ zip code number လေးပါတယ်နော်အဲ့ဒီ zip code number လေးကိုကျွန်တော်ရိုက်ထည့်ရပါမယ်မှန်ကန်တော့ရိုက်ထည့်ရမှာလိုက်ရိုက်ထည့်မှရမယ်ပေါ့နော်ဒီမှာသူက T5J3and2 ဆိုတာရှိပါတယ်ကျွန်တော်အဲ့လေးကိုရိုက်ထည့်လိုက်မယ်နော် T5J3and2 ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်ပါမယ် 3and 2 okay ဘယ်လိုရိုက်ထည့်ပြီးဆိုရင်ကျွန်တော်တို့ဒီအောက်က agree and create account ဆိုတော့ကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာအခုလိုပေါ်လာပြီဆိုရင် not now ကိုပဲကျွန်တော်ရွေးလိုက်ပါတော့ပြီးရင်ကျွန်တော်တို့ကဒီမှာသူက bank နေပဲချိတ်ခိုင်းတာကျွန်တော်တို့ကမချိတ်ဘူးမချိတ်တာဖြစ်တယ်ကျွန်တော် not now ကိုပဲထပ်ပြီးတော့ရွေးပေးလိုက်ပါပြီးရင်ဒီမှာဒီ user name ရွေးခိုင်းပါတယ်ဒီမှာပုံလေးဟာလေးတစ်ခုကိုပဲကျွန်တော်ရွေးပေးလိုက်ပါတော့ရွေးပြီးရင်ဒီက continue ဆိုတော့ကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီမှာဒါကကျွန်တော်တို့သုံးထားတဲ့ Gmail ကို verify လုပ်တာပေါ့နော်ကျွန်တော်တို့ Gmail စီကို payback ဘက်ကနေကျွန်တော်တို့ကုတ်ပို့ပေးပါလိမ့်မယ်အဲ့ဒီကုတ်လေးကိုကျွန်တော်တို့ရိုက်ထည့်ရမှာဖြစ်ပါတယ်နော်အဲ့ဒီကုတ်ရောက်မြောက်တည်အောင်ကျွန်တော်တို့အသုံးပြုခဲ့တဲ့ Gmail တဲ့ကိုတွားပြီးတော့စစ်ကြည့်ပါမယ် Gmail တွားစစ်ကြည့်လိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ဒီမှာကုတ်ပို့ထားပါတယ်နော်345အဲ့ဒီကုတ်လေးကိုကျွန်တော်ခုနဲ့နေရာမှာတွားထည့်လိုက်မယ်နော်3455545 okay ကုတ်ကိုကျွန်တော်ရိုက်ထည့်လိုက်ပါပြီ okay ဒါဆိုရင်တော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပါပဲကျွန်တော်အခုဆိုရင်ကျွန်တော်ရဲ့ PayPal Canada Region နဲ့ account တစ်ခုအောင်မြင်စွာဖွင့်လို့ရသွားပြီပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ဖွင့်တဲ့အချိန်မှာ
limit ထိခဲ့မယ်ဆိုရင်ဒီနေရာမှာအနီရောင်ကြီးပေါ်နေလိမ့်မယ်နော်ဒီနေရာမှာအနီရောင်စာတိုင်းပေါ်နေပါလိမ့်မယ်အဲ့ဒီလိုအနီရောင်စာတိုင်းပေါ်နေဆိုရင်တော့ဒါ limit ထိတာပေါ့နော် limit ထိရဆိုရင်မိတ်ဆွေတို့အနေနဲ့အကောက်ကိုအစအဆုံး Gmail အသစ်တစ်ခုနဲ့ပြန်ပြီးတော့ဖွင့်မှရပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်ဒီကနေ့ video လေးမှာမိတ်ဆွေတို့ကိုဒီ PayPal Canada Region account တစ်ခုဖွင့်ပုံဖွင့်ပြီးအစင်းစင်ကိုကျွန်တော်အသေးစိတ်ပြောပြလုပ်ပြပေးခဲ့တာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အားလုံးလိုက်လို့အဆင်ပြေကြပါစေတခုပြောချင်တာကတော့ကျွန်တော်တို့ဒီ PayPal account ဖွင့်တဲ့အချိန်မှာစိတ်ရှည်မှရပါမယ်စိတ်တော်မှတော်ရှည်မှရပါမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကန်ကောင်းလို့တစ်ခါလေးရသွားတာဖြစ်ပါတယ်နော်မိတ်ဆွေတို့အနေနဲ့လည်းဒီနီးတိုင်းလိုက်ပြီးတော့လုပ်လို့အဆင်ပြေကြပါစေနောက်ထပ် video လေးမှာပြန်လဲဆုံတွေ့ကြပါမယ်